1930 ခုနှစ်ပဲခူးငလင်ကိုစွာငလင်ပဲခူးငလင်စသဖြင့်လည်းခေါ်ကြပါတယ်။မေလ9ရက်နေ့1930ခုနှစ်မှာလွတ်ခတ်ခဲ့တဲ့ငလင်ကြီးတစ်ခုဖြစ်ပြီးပြင်းအား9.3နဲ့9.5အကြားရှိခဲ့တာပါ။ငလင်ဟာနိုင်ငံအတွင်း1929နဲ့1930အကြားလွတ်ခတ်ခဲ့တဲ့ငလင်များထဲမှာပျက်စီးမှုအများဆုံးငလင်ကြီးတစ်ခုဖြစ်ခဲ့ပြီးမြန်မာနိုင်ငံတောင်ပိုင်းမှာပြင်းထန်တဲ့ပျက်စီးမှုများစွာဖြစ်ပွားခဲ့ရပါတယ်။လူပေါင်း950ကျော်သေဆုံးခဲ့ရပြီးစုစုပေါင်းသေဆုံးမှုက9000မှ9000အထိမြင့်များနိုင်ပါတယ်။အဲ့ဒီငလင်ရဲ့အရှိန်ခမြန်မာကမ်းရိုးတန်းဒေသမှာအလေအလတ်ရှိတဲ့ဆူနာမီလှိုင်းများဖြစ်ပေါ်စေခဲ့ပြီးဆူနာမီလှိုင်းများကြောင့်အသေးစားပျက်စီးမှုများသာဖြစ်ပေါ်ခဲ့ပါတယ်။ညအချိန်8:18မိနစ်အဆိုပါမြင်းငလင်လွတ်ခတ်မှုဟာပြင်းထန်အားပါလွန်သည့်အတွက်ရှမ်းပြည်နယ်နဲ့ထိုင်းနိုင်ငံများအထိပါလှုပ်ခါမှုကိုခန်းစားခဲ့ရပါတယ်။ငလင်ရဲ့တက်ရောက်လှုပ်ခါမှုဧရိယာကစုစုပေါင်းစတူရန်မိုင်2,200 5,900 စတူရန်ကီလိုမီတာကျော်ရှိပါတယ်။ပြင်းအားငလျင်တန်းအပြင်းထန်ဆုံးခန်းစားခဲ့ရတဲ့ဧရိယာမှာလှုပ်ခတ်မှုက Rosie Flores Key အရ6မှ10အထိရှိခဲ့ပြီးပြည့်ရွေကျော်တစ်လျှောက်လှုပ်ခတ်ခဲ့တဲ့ဧရိယာမှာ365စတူရန်မိုင်960စတူရန်ကီလိုမီတာရှိပါတယ်။အဲ့ဒီဧရိယာအတွင်းကအဆောက်အဦများတစိမ့်ပိုင်းဒါမှမဟုတ်အလုံးစုံပျက်စီးသွားခဲ့ရပြီးပဲခူးမြို့ဟာငလျင်အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ဧရိယာရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပါတယ်။မြေထုကိုကွင်းစင်းလီလာကြည့်တဲ့အခါငလျင်ကြောင့်မြေသားများကွဲအံ့မြင့်မောက်လာခြင်းများရှိခဲ့တာတွေ့ရှိရပါတယ်။ပြင်းအားအဆင့်9ကျော်ရှိတဲ့ငလျင်လှုပ်ခတ်မှုကိုကြောက်တန်း3กว่าခရမ်းစာလိမြို့များတွင်ခန်းစားခဲ့ရပါတယ်။အိမ်အများစုပျက်စီးသွားခဲ့ရပြီးအိမ်တောင်ပရိဘော်ကပစ္စည်းများမြေပေါ်သို့ပြုတ်ကျခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။ငလျင်လှုပ်ခတ်မှုဟာကြီးမားသောမြေဆိုင်များကိုပွတ်တိုင်မှုများဖြစ်ပေါ်စေကမြစ်များအနီးနားကမြေအပိုင်းများမြစ်ထဲသို့ပြုတ်ကျခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။တောင်ကူရန်ကုန်ဒေသတို့မှာတော့ငလျင်ပြင်းအား6မှ9အထိရှိခဲ့ခန်းစားခဲ့ကြရပါတယ်။အဆိုပါဒေသကဟောင်းနှွမ်းယူရွေးနေပြီဖြစ်တဲ့အဆောက်အဦများစွာပျက်စီးခဲ့ရပြီးတော့အုပ်ဖင်ပြုလုပ်ထားတဲ့နေရန်များနဲ့မီးခိုးတိုင်များဟာငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးမှုများထူပေါ်ခဲ့ပါတယ်။များပြားသောအဆောက်အဦတို့ဟာဆိုးဆိုးဝါးဝါထိခိုက်မှုများထူပေါ်ခဲ့ပြီးတော့အဲ့ဒီအဆောက်အဦတွေအတွင်းမှာလူဝင်ရောက်ရန်လုံခြုံမှုမရှိသည့်အခြေအနေများအထိကိုထပ်ပေါ်ခဲ့တာအဲ့ဒီပဲခူးငလျင်ကြီးလှုပ်ခတ်နေခုနှစ်လအကြာမှာနောက်ထပ်ပြင်းအားမဂနီကျု9.3ရှိတဲ့မြင်းငလျင်ကြီးတစ်ခုဟာမြောက်ဘက်48.5ကီလိုမီတာခန့်အကွာမှာထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ဒါတွေဟာစကိုင်းပြဲလွေးကျော်တစ်ချောက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးလူပေါင်း36ဦးထပ်သေဆုံးခဲ့ရပြန်ပါတယ်။ပြည်ủyကျော်တစ်ချောက်မြေထုချက်နှိမ့်ကျသွားမှုကြောင့်ပဲယထာလမ်းမများကွေ့ကောက်သွားခဲ့ရပြီးဖြူးမြို့မှာအဓိကပျက်စီးမှုများဖြစ်ပေါ်ခဲ့တာပါ။မေလာကဖြစ်ပေါ်ခဲ့တဲ့လှုပ်ခတ်မှုနဲ့ဆင်းတူလှုပ်ခတ်မှုပဲဖြစ်ပါတယ်။မြင်းကလျင်ကြီးလှုပ်ခတ်ပြီးနောက်လမ်းများစွာအထိနောက်ဆက်တွဲများလှုပ်ခတ်မှုရှိခဲ့ပြီးစက်တင်ဘာလ16ရက်ညနေ9:00နာရီခွဲအချိန်တွင်လှုပ်ခတ်မှုတစ်ခုကြောင့်ဖဒိုရဲစခန်းရဲ့အုတ်နံရံကိုပျက်စီးစေခဲ့ပါတယ်။ဖော်ပြခဲ့တဲ့ပဲခူးမြင်းကလျင်ကြီးဟာမြန်မာနိုင်ငံမှာ1929မှ1932ခုနှစ်အထိပျက်စီးမှုများစွာဖြစ်ပေါ်စေခဲ့တဲ့အင်အားပြင်းမြင်းကလျင်ကြီးများထဲမှာအခုဖြစ်ကြောင်းဖော်ပြလိုက်ပါတယ်ခင်ဗျာ။